အားလုံးမင်္ဂလာပါချိန်ပေါက်ကိုစိုင်းပေးရနေပြီပြန်လဲကြိုးဆိုပါတယ်ဗျဒါကတော့ကျွန်တော်တို့2025နေပြီးတော့ကြောက်မြတ်ပြပွဲကိုဒုတိယချိန်မြောက်လေးလံသွားဆွဲခြင်းပဲဖြစ်ပါတယ်ဗျကြောက်ကောင်းကြောက်မြတ်တွေလည်းရပါစီလို့ဆုတောင်းမိပါတယ်နေရာဟူသေးတဲ့ကျွန်တော်ကြောက်မိတ်ဆွေညီကိုမောင်နှမများအားလုံးကိုဘ ഹു ဒရရအောင်တင်ပေးရခြင်းသာဖြစ်ပါတယ်ဗျဒါကတော့ကျွန်တော်ကြံကင်းသေးဒေါ်လာ4,800,000တန်ကြောက်ပေါ့ဗျာမြန်မာငွေနဲ့ဆိုကြံကင်းသေးဒီကြောက်ကခံမှန်းတန်မှု3,19,200နဲ့200ကျမှာဗျပရိလက်ကောက်ပပုဝါရှာလက်စွပ်ကြက်ရထုတ်လို့ရရဗျဘာမှကိုပြောစရာမလိုဒီကြောက်ကဈေးပဲညှိရမှာဒါကတော့ကျွန်တော်ကြံကင်းသေးဒေါ်လာ3,800,000ပေါ့ဗျာမြန်မာငွေနဲ့ဆိုကြံကင်းသေးခံမှန်းတန်မှု3,15,200လောက်ကျမှာပေါ့ဒီကြောက်ကလည်းဘာမှကိုပြောစရာမလိုဗျကျွန်တော်တို့73စိုက်လက်ပတ်ပတိတကုန်းကို3,200နဲ့ပဲတော့အောင်ဗျဒီကြောက်ကအတော်ကိုရမှာလုံးဝအိဖိန်တာဒါကတော့ကျွန်တော်ကြံကင်းသေးဒေါ်လာ3,500,000ပေါ့ဗျာမြန်မာငွေနဲ့ဆိုရင်ကြံကင်းသေးခံမှန်းတန်မှု3,4,200ပေါ့အပွင့်ပပုပတိလုံးဝလှဗျဒီကြောက်ကအနာများပြီမဲ့လေဒီကြောက်ကကြောက်စီကြောက်တာအတော်ကောင်းနေဗျဒုကလည်းအကြီးပဲဒါကတော့ကျွန်တော်ကြံကင်းသေးဒေါ်လာ3,000,000ပေါ့ဗျာမြန်မာငွေနဲ့ဆိုခံမှန်းတန်မှု1,200,000ပေါ့ဗျာကြောက်စီကြောက်တာကျွန်တော်တို့ဘလောက်ကောင်းလဲမကောင်းလဲမမေးနဲ့ကျွန်တော်တို့ကိုယ့်ရုပ်ကိုယ်တော်မှန်ပြန်ကြည့်လို့ရတယ်ဗျလုံးဝအိဖိန်တာပဲဒုကလည်းဘာမှကိုပြောစရာမလိုတာပတိပပုအချက်လက်ရလက်စွပ်ကြက်ရထုတ်လို့ရတယ်ဗျလုံးဝဒုအကြီးပဲဗျကျွန်တော်တို့ဒါကတော့ကျွန်တော်ကြံကင်းသေးဒေါ်လာ9,000ပေါ့ဗျာဒေါ်လာ9,000ဆိုကျွန်တော်မြန်မာငွေနဲ့ဆိုကြံကင်းသေးခံမှန်းတန်မှု3,200ပေါ့လုံးဝဒီကောင်လည်းဇင်းဝါကြီးအဖြောင့်မြကျွန်တော်တို့အနာများပြီမဲ့ဒီကြောက်လေးတွေကကျွန်တော်တို့တပွန်းကိုယာပိုင်းအပွင့်နေဗျလုံးဝအိဖိန်တာမျိုးဝါကြီးတော့ဇင်းဝါကြီးတော့အမြင်အကုန်လုံးအပြည့်ဗျဒီကြောင်ဒါကတော့ကျွန်တော်ကြံကင်းသေးမြန်မာကြံကင်းသေးကျွန်တော်တို့ဒေါ်လာ3,800ပေါ့ဗျာမြန်မာငွေနဲ့ဆိုကျွန်တော်ကြံကင်းသေးခံမှန်းတန်မှု1,232 သိန်းလောက်ကျမှာဗျဒီကကောက်ရော့ဆိုပြီးမဲ့လေဒီကြောက်ကလည်းအတော်လှတယ်ဗျဒါကတော့ကျွန်တော်ကြံကင်းသေးဒေါ်လာ3,000ပေါ့ဗျာ3,000ဆိုတော့ကျွန်တော်တို့ကြံကင်းသေးမြန်မာငွေနဲ့ဆို3,200ပေါ့ဗျာဒီကမျိုးဝါကြီးလိုင်းမှာအပွင့်ဟိုပါပေကြီးပွင့်နေဗျတပွင့်ကိုကျွန်တော်တွေကယာပိုင်းအပွင့်နေပါတယ်ဗျကြောက်စီကြောက်တာဘာမှကိုပြောစရာမလိုဒီကြောက်ကလုံးဝအကောင်းပဲဒါတွေကယာပိုင်းပွင့်နေဗျတချို့ဒါကတော့ကျွန်တော်တို့ကြံကင်းသေးဒေါ်လာ8,500ပေါ့ဗျာမြန်မာငွေနဲ့ဆိုကြံကင်းသေး3,400ပေါ့ဗျာခန်းနီလော့ဒီကောင်ကတော့ကျွန်တော်တို့အပွင့်ပပုပတိလုံးဝကြောက်စီကြောက်တာလည်းကောင်းနေဗျဒီကြောက်လေးတွေကဒါကတော့ကျွန်တော်ကြံကင်းသေးဒေါ်လာ1,200,000ပေါ့ဗျာ1,200,000ပေါ့ဗျာ2,200,000ဆိုကျွန်တော်မြန်မာငွေနဲ့ဆိုကြံကင်းသေးခံမှန်းတန်မှု3,4,800လောက်ကျမှာပေါ့ဗျာခန်းနီသူကအရေပွင့်ဇိမ်းဝါရေလိုင်းဗျလုံးဝတပွင့်ကိုယာပိုင်းထောင်ပိုင်းပွင့်နေဗျဒါလေးဆိုကျွန်တော်အနာများပြီမဲ့လေဒီကြောက်ကလုံးဝအစီအသားအရန်ကောင်းနေဗျဒီကြောက်လေးတွေကဆယ်ကြီးယာပိုင်းအပွင့်နေထွက်မှာဗျဒါကတော့ကျွန်တော်တို့မော်စီတာပေါ့မော်စီတာကြံကင်းသေးဒေါ်လာ6,000ကျော်လောက်ကျမှာပေါ့ကျွန်တော်မြန်မာငွေနဲ့ဆိုကြံကင်းသေး3,200,400ကျော်ပေါ့ကြောက်စီကြောက်သားကြောက်မျိုးတော့ဘာမှကိုပြောစရာမလိုကျွန်တော်လက်ပတ်ပတိတကုန်းကို3,300နဲ့ပဲတွက်အောင်မြတ်ဒီကြောက်ကအတော်ကိုလှသွားမှာဒါကတော့ကျွန်တော်ကြံကင်းသေးဒေါ်လာ2,800,000ပေါ့ဗျာမြန်မာငွေနဲ့ဆိုကြံကင်းသေးခံမှန်းတန်ဖို့3,1,200လောက်ကျမှာပေါ့လုံးဝဇင်းဝါကြီးအဖြောင့်မြအပွင့်လိုင်းအတဲ့ပဲဒီကောင်တပွင့်ကိုထောင်ပိုင်းပွင့်နေပြပါတယ်ဗျဒီကြောက်ကလုံးဝအရေးကာလာဘာမှကိုပြောစရာမလိုဗျဒါလေးဆိုထောင်ပိုင်းပွင့်နေဗျတချို့တော့ဒါကတော့ကျွန်တော်ကြံကင်းသေးဒေါ်လာ2,800,000ပေါ့ဗျာမြန်မာငွေနဲ့ဆိုရင်ကြံကင်းသေးမြန်မာငွေ3,1,200လောက်ကျမှာပဲဗျပရိပပုလက်ပတ်လက်ရလိုင်းဘာမှကိုပြောစရာမလိုဒီကြောက်ကကြောက်စီကြောက်သားလည်းအပြည့်ဗျလုံးဝအိဖိန်တာပဲဒါကတော့ကျွန်တော်ကြံကင်းသေးဒေါ်လာ9,000ပေါ့ဗျာဒေါ်လာ9,000ဆိုကျွန်တော်ကြံကင်းသေးမြန်မာငွေနဲ့ဆိုရင်တော့3,200,000ပေါ့လက်ကောက်ပတိပပုဝါရှာကိုကြိုက်နဲ့တရထုတ်လို့ရတယ်ဗျဒီကြောက်ကလည်းလုံးဝအလှပဲကျွန်တော်အမြုပ်ဆန်များပြီးမှလုံးဝလားဒါကတော့ကျွန်တော်တို့ဆရာကြီးတစ်ပါးလို့ပြောလို့ရတယ်ပေါ့ဒီကောင်ကတော့ကြံကင်းသေးဒေါ်လာ9,000,000ပေါ့မြန်မာငွေနဲ့ဆိုကြံကင်းသေး2,000,000ကျမှာပေါ့လက်ကောက်ပတိပပုပေါ့တချို့နေရာတွေဆိုဒီကောင်အပွင့်မှာထုတ်လို့ရတယ်ဗျထုတ်မယ်ဆိုရင်အရွယ်စားဒူရောဘာမှကိုပြောစရာမလိုဗျလုံးဝအိဖိန်ပြီးရင့်ထွားတာပဲကြောက်မျိုးကြောက်သားကလည်းအနာလည်းအတော်ရှင်းနေဗျဒီကြောက်ကလုံးဝလက်ကောက်တကွင်းနဲလက်ကောက်တကွင်းခံမှန်းတန်မှုတောင်မနေဘူးဗျဒီကြောက်ကဒါကတော့ကျွန်တော်တို့မြန်မာလော်တွေကပေါ့ကြံကင်းသေးမြန်မာငွေ300ပေါ့ကျွန်တော်တို့လေလံတင်ထားတဲ့လော်လေးတွေပေါ့ဗျဒီကြောက်လေးတွေက
အကြိုက်ဆုံးလော့လေးတွေမှာပါတာပေါ့ဗျာလုံးဝကြောက်စီကြောက်သားဘာမှကိုပြောစရာမလိုအိဖိန်တာပဲဒါကတော့ကျွန်တော်ကြံကင်းစင်းမြန်မာငွေ10သိန်းပေါ့ဗျာဒါဒီကျွန်တော်တို့တပွင့်ကို10ကြီးရပိုင်းပွင့်နေဗျလုံးဝအိဖိန်တာပဲဒီကြောက်လေးဆိုကာလာလဲဗာလဲပြောစရာမလိုဗျဒီကောင်ကာလာလိုင်းလဲအတဲ့ပဲဘဘူးပဒီဝါရှာလက်စွပ်ကြိုက်ရထုတ်လို့ရတယ်ဗျဒီဟာကြံကင်းစင်းမြန်မာငွေ10သိန်း10သိန်းပေါ့ဗျာဒါတော့ကျွန်တော်ကြံကင်းစင်းမြန်မာငွေ360ပေါ့သူကတော့ဖြတ်သားခေါင်းကြောက်ပေါ့ချွန်နေပါမယ်ဘဘူးပဒီဝါရှာလက်ကောက်လော့လိုက်ပေါ့ဗျာဒါကတော့ကြံကင်းသေးကျွန်တော်မြန်မာငွေ350ပေါ့ဗျာလုံးဝဒူကြီးတွေနဲတာမဟုတ်ဗျာကျွန်တော်တချို့ချွန်ပေါက်တွေဒါကတော့ကျွန်တော်ကြံကင်းသေးမြန်မာငွေ10သိန်းပေါ့ဗျာလုံးဝအလှပဲဗျာဒီကြောက်တွေဒါကတော့ကျွန်တော်ကြံကင်းသေးမြန်မာငွေ350ပေါ့ဗျာကျွန်တော်တော့လိုက်ပြီးချင်းကြလိုက်ပေါ့ဗျာကြောက်စီကြောက်တာအကုန်ရတယ်ဗျဒါလည်းကျွန်တော်ကြံကင်းသေးမြန်မာငွေ350ဗျကျွန်တော်တို့အဓိကထားပြီးလေလံတင်ထားတဲ့ကြောက်တွေပေါ့ဒါကတော့ကျွန်တော်ကြံကင်းသေးမြန်မာငွေဒါကြံကင်းသေးကျွန်တော်ဒေါ်လာ2600ပေါ့ဗျာ2600ဆိုတော့ကျွန်တော်ဟိုမြန်မာငွေနဲ့တက်မယ်ဆိုကြံကင်းသေး1040လောက်ကြာမှာပေါ့ဒီကောင်ကတော့လက်ကောက်ပဒီပပုဝါရှာကြက်ရကိုထုတ်လို့ရတယ်ဗျလုံးဝကြောက်သားကြောက်စီကြောက်သားအိဖိန်တာပဲဒူးကလည်းလုံးဝနေတဲ့ဒူးမဟုတ်ဘူးဗျကြည့်လိုက်ပန်းကြားလက်ပတ်ပဒီကိုဒီကောင်အများကြီးထွက်မှာဗျလက်ရှိခံမှန်းစည်းကွက်ဆိုရင်ကျွန်တော်တို့လက်ပတ်ပဒီဒီကောင်ကိုဒီကောင်လေး300 350လောက်ရမယ်ပဒီဗျလုံးဝလှပြီးအိဖိန်တာဗျဒူးကလည်းနေတဲ့ဒူးကြီးမဟုတ်ဘူးဗျဒါကတော့ကျွန်တော်ကြံကင်းစည်းဒေါ်လာ12000ပေါ့ဗျာမြန်မာငွေနဲ့ဆိုကြံကင်းစည်းခံမှန်းတန်ဖိုး3480ပေါ့ပဒီပဘူးလက်ရအပွင့်မှာရတယ်ဗျဒီကြောက်ကအကုန်ရတယ်ဗျဒီကြောက်ကလည်းကြောက်စီကြောက်သားကြောက်မျိုးဘာမှကိုပြောစရာမလိုဘူးလုံးဝပဘူးဝါရှာလက်စွပ်အပွင့်ဒါကတော့ကျွန်တော်ကြံကင်းစည်းဒေါ်လာ2000ပေါ့ဗျာမြန်မာငွေနဲ့ဆိုကြံကင်းစည်း3800လောက်ကျမှာဗျကြောက်စီကြောက်သားလေးအတော်ကောင်းနေဗျဒီကြောက်လေးဆိုဒါကတော့ကျွန်တော်ကြံကင်းစည်းဒေါ်လာ16သိန်း8000ပေါ့ဗျာကျွန်တော်မြန်မာငွေနဲ့ဆိုရင်ခံမှန်းတန်ဖိုးကြံကင်းစည်းမြန်မာငွေ3,600,900လောက်ကျမှာပေါ့ဗျာလုံးဝသူကဟိုအနာလုံးဝရှင်းနေဗျဒီကြောက်ကလက်ကောက်တွေအများကြီးရမှာဗျကြောက်အစီသားလေးလည်းအတော်ကောင်းနေဗျဒါကတော့ကျွန်တော်တို့ဟိုကြံကင်းစည်းဒေါ်လာ3,600,000ပေါ့ဗျာ3,600,800ဆိုတော့ကျွန်တော်မြန်မာငွေနဲ့ဆိုရင်ကြံကင်းစည်းခံမှန်းတန်ဖိုး3,6,920လောက်ကျမှာဗျဒီကောင်တော့အပွင့်လိုင်းပပူလိုင်းပဒီလိုင်းပေါ့ဗျာလုံးဝအိဖိန်တာဗျဟုတ်အားလုံးကိုကျေးဇူးအများကြီး